အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ဖတ်ပြပေးမှာကတော့လောကမှာခက်ဝေးဝေးနေတဲ့လူဒန်းစားများဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ရှောင်းနိုင်လေးလေးအေးလေးခက်ဝေးဝေးကသာနေကြတဲ့လူဒန်းစားများဆိုတဲ့အကြောင်းကိုဖတ်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့လူမှုပတ်ဝန်းကျင်မှာလူပေါင်းစုံနဲ့ထိတွေ့ဆက်ဆံရတာကမှန်ပေမဲ့ကိုယ့်ရဲ့ mental health စိတ်ကျန်းမာရေးနဲ့ဘဝတိုးတက်မှုကိုအဟန့်အတားဖြစ်စေတဲ့လူမျိုးတွေကိုသတိထားပြီးခက်ကွာကွာနေဖို့လိုပါတယ်ဒီပုံကူမြင်အားမျိုးနဲ့ဆုံလာရင်တော့အတက်နိုင်ဆုံးမပတ်သက်ဖက်နေတာကအသင့်အတွက်အမြတ်ပါပဲနံပါတ်1အစိုးမြင်ဝါဒီသမားများ The Energy Vampires ဘာအကြောင်းအရာပဲဖြစ်ဖြစ်ခေါင်းခွက်ကိုမမြင်ပဲအစိုးကြီးပဲလိုက်ရှာနေတတ်တဲ့သူတွေပါသူတို့နဲ့စကားပြောပြီးရင်ကို့မှာပါအားအိမ်တွေကုန်ခန်းပြီးစိတ်တကြကြံတက်ခဲ့ပါတယ်နံပါတ်2ကိုဗဟုပြုလွန်သူများ The Narcissist အမြဲတမ်းသူတို့အကြောင်းပဲပြောချင်နေရတဲ့သူတွေပါတင်းရဲ့ခံစားချက်ဒါမှမဟုတ်တင်းရဲ့အောင်မြင်မှုကိုအတိမပြုဖို့ထက်သူတို့ဘလောက်တော်ကြောင်းသူတို့ဘလောက်အနစ်နာခံကြောင်းကိုပဲရှေ့တန်းတင်ပြီးပြောတတ်ကြပါတယ်နံပါတ်3အမြဲတမ်းဝေဖန်ခဲ့ရနေသူများ The Constant Critics အပြူသဘောဆောင်တဲ့ဝေဖန်မှုမျိုးမဟုတ်ဘဲတင်းရဲ့ယုံကြည်မှုကိုရိုက်ချိုးဖို့အတွက်သာအမြဲတမ်းအပြစ်ရှာနေတဲ့သူတွေပါသူတို့အနားမှာနေရင်သင်ဟာဘာလို့မပြည့်စုံဘူးလို့ခံစားရပါလိမ့်မယ်နံပါတ်4ကောလာဟာလာနဲ့အတင်းအဖျင်ဝါဒနာပါသူများ The Gossipers သူတစ်ပါးအကြောင်းပြောနေသူတွေကတင်အကြောင်းကိုလည်းတခြားသူထံကိုပြောပြမှာပါထိုစကားတိုင်းပဲတခြားသူကိုဖျက်လို့ဖျက်စီပြောနေတဲ့သူနဲ့နှိစက်တဲ့တင်ဟာတင်ရဲ့ဂုဏ်သိက္ခာဘို့ကထိခိုက်စေနိုင်ပါတယ်နောက်ဆုံးငါးခုမြောက်အနေနဲ့အတူရောင်ကောင်းမြင်သူများ The Fake Supporters မင်းနဲ့ချင်းဆိုင်မှာတော့ချူချူတတရှိပြီးကြွယ်ရမှာတော့တင်ရဲ့ကြာဆုံးမှုကိုစောင့်ကြည့်နေတဲ့သူတွေပါလိုအပ်တဲ့အချိန်မှာဘယ်တော့မှအနားမှမရှိပဲအောင်မြင်ချိန်မှသာကတ်မြောက်ပြီးတော့ပေါင်းတက်ကြတဲ့လူမျိုးကိုပြောတာဖြစ်ပါတယ်လူတယောက်ကိုမုန်းတီးဖို့မလိုပါဘူးဒါပေမဲ့ကိုယ့်ရဲ့စိတ်အေးချမ်းမှုအတွက်ဘယ်သူကိုအနာပေးမယ်ဘယ်သူကိုခဝေးဝေးမှထားမယ်ဆိုတာကိုသင်ကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ရှိပါတယ်ကိုဘဝတွေကိုအပြူသဘောဆောင်တဲ့စွမ်းအင်တွေပေးနိုင်တဲ့သူတွေကိုပဲဖိတ်ခေါ်ပါအဆောက်စိတ်တောက်ဖြစ်စေမဲ့ဆက်ဆံရေး toxic relationship တွေကနေရုံထွက်နိုင်တာကကိုချစ်ရရောက်ပါတယ်ဟုတ်ကဲ့ခုကျွန်တော်ဖတ်ပြပေးတော့ကတော့လောကမှာခဝေးဝေးနေတဲ့လူဒန်းစားများဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ပူရင်းရေးသားသူနဲ့တဆင့်ပြန်လည်မျှဝေသူများကိုအားလုံးကိုယူတည်လေးစွာစွာဖြင့်အိန္ဒိယမှအတိမတ်ပြုပါတယ်အဆုံးထိနားထောင်ပေးသွားလူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်